ရုပ်ထုတွေတော့ကျွန်တော်ထည့်ခဲ့ဘူးလေကောင်းတယ်ဆိုတဲ့အရာတွေကိုကျွန်တော်ပေးခဲ့တဲ့အချိန်မှာရုပ်ထုတွေကကျွန်တော်အပြည့်မပေးခဲ့ဘူးကျွန်တော်ကြိုးကြေမွားနေနှလုံးသားနဲ့သူတို့ကြီးသွားတဲ့အခါမှာကျွန်တော်အပြည့်မပေးခဲ့ဘူးကောင်းတာလို့ကောင်းတာဖြစ်မယ်ဒါပေမဲ့ကျွန်တော်ကောင်းတာတော့လုပ်နေတယ်ဒါပေမဲ့ကျွန်တော်တို့ကကောင်းတာထက်ဆိုးတာတွေကပုံများနေတယ်အခုချိန်မှာလူတယောက်ကို10လောက်ထည့်လိုက်တယ်လူတယောက်ကို100လောက်လူလိုက်ပေးမယ်ကျွန်တော်ဒီဘက်မှာဆဲတာက1000ဘိုးလောက်ပြန်ဖြစ်နေတယ်ခုနပြောတော့100ဘိုးလူပေးမယ်1000ဘိုးကကျွန်တော်တို့အကုသို့ဖြစ်နေတယ်အဲ့တော့ကျွန်တော်ဒီဘာသာတရားကကျွန်တော်တို့မကဲနိုင်ဘူးယေရှုကလည်းဈေးပေါ်လိုက်တာတွေ့တဲ့လူတွေ့တဲ့နေရာမှာမြူဆွယ်နေတော့တာပဲဘာသာတစ်ခုကူးပြောင်းသွားပြီဆိုလို့ရှိရင်လေမိမိစိတ်ပဲတည်တာကြိုက်တဲ့ဘာသာကိုကြိုက်တယ်လို့ကိုးကွယ်လို့ရှိတယ်တိုးကွယ်ပိုင်ခွင့်လည်းရှိတယ်ဒါပေမဲ့ကိုမယုံကြည်လို့မကိုးကွယ်တဲ့ဘာသာတစ်ခုစင်မော်တက်ပြီးတော့မှလေပုတ်ခတ်ပြီးအတန်းရှင်းရှာနေရနားထောင်လို့မကောင်းဗီဒီယိုတစ်ခုပြမယ်ရုပ်ထုတွေတော့ကျွန်တော်ထည့်ခဲ့ဘူးလေကောင်းတယ်ဆိုတဲ့အရာတွေကိုကျွန်တော်ပေးခဲ့တဲ့အချိန်မှာအထုထုတွေကျွန်တော်အပြည့်မပေးခဲ့ဘူးကျွန်တော်ကြိုးကြေမွားနေနှလုံးသားနဲ့သူတို့ကြီးသွားတဲ့အခါမှာကျွန်တော်အပြည့်မပေးခဲ့ဘူးတန် bro ရုပ်ထုတွေကိုကိုးကွယ်နေတာမဟုတ်ဘူးဟာအဆုံးအမတွေကိုကိုးကွယ်နေတာဗုဒ္ဓရဲ့အဆုံးအမတွေကတန်ဖိုးရှိလို့တန်ဖိုးတိပြီးရုပ်ထုထုစစ်ပြီးတော့မှပူဇော်တာဗုဒ္ဓကမိမိသားလင်အားကိုးရလို့လမ်းညွန်ခဲ့တာဗုဒ္ဓကကယ်တင်ရှင်မဟုတ်ဘူးလမ်းပြသူအဲ့ဒါကိုဘာကိုမဟုတ်တာရေလျှောက်ပြောနေရလဲဟာတပဲစနားထောင်ကြည့်ကောင်းတာလို့ကောင်းတာဖြစ်မယ်ဒါပေမဲ့ကျွန်တော်တို့ကောင်းတာတော့လုပ်နေတယ်ဒါပေမဲ့ကျွန်တော်တို့ကကောင်းတာထက်ဆိုးတာတွေကပုံများနေတယ်အခုချိန်မှာလူတယောက်ကို10လောက်ထည့်လိုက်တယ်လူတယောက်ကို100လောက်လူလိုက်မားနေပြီတိလားအဲ့မှာမားလာလဲဆိုရင်ကိုးကွယ်ရနဲ့အားကိုးတာနဲ့ကမတူဘူးကိုးကွယ်တယ်ဆိုတာကနီးလန်းလိုချင်တာအားကိုးတယ်ဆိုတာကလေအချောင်လိုချင်တာတိလားပြီးရင်ကိုလုပ်တဲ့အရာတွေကလေကောင်းတာဘာတွေလို့ဘာတွေနဲ့တိုင်းတာပြီးတော့မှပြောတာကောင်းတာလုပ်ပြီးတော့မှကောင်းတာကြီးပြန်မရလို့ဗုဒ္ဓရဲ့အဆုံးအမတွေကိုစိတ်ပြက်သွားရလောက်အောင်ထိအကျိုးမျှော်လင့်တဲ့လုပ်ရက်တွေကရောအကုသို့မတိုးပြီးမတန်ဘူးဆိုတာရောသိထားရဲ့တရားမှာကယ်တင်ရှင်မဟုတ်ဘူးကွာသိရမလားမင်းတို့ဖေကအဲ့လောက်ထိကယ်တင်ရှင်နေဆိုလို့ရှိရင်လည်းလှုပ်ဆမ်းပါဦးကွာဒီမှာမွဲတေနေလို့ကယ်ပေးကြပါဦးတို့ကကိုးကွယ်နေမှာမဟုတ်တာပြီးတော့အကျိုးမျှော်လင့်ပြီးတော့မှမင်းတို့ကအချောင်လိုချင်းနေရအဲ့ဒါကြောင့်မင်းတို့ဘာလို့မဖြစ်မြောက်တာတိလားဘုရားရဲ့ကျမ်းစာထဲမှာပါခဲလို့လားငါ့ကိုဖိမိကောင်းထောင်ပြီးတော့မှရှစ်ခိုးနေတယ်ဆိုလို့ရှိရင်လူရစုပြည့်စမှာလူရစုတောင်းတိုက်တလောက်တောင်းမင်းပြည့်စရမယ်ပါညာပြောခဲ့လို့လားတူတော်မှဒီဖျားဖြစ်ဖို့ရေးကိုသူ့မှာလေနှစ်ပေါင်းများစွာစူးစမ်းရုန်းကန်ပြီးတော့မှဒီလိုဖျားဆိုတဲ့နေရာတစ်ခုကိုရောက်လာတာဟမ်ဘာให้အချောင်လိုချင်နေရတော့သူတော်အချောင်မရခဲ့ဘူးတိလားဘုရားရှင်းရှင်းပဲလက်တွေလည်းဆန့်တယ်ကန်ဆိုတာအလုံးညစ်ပတ်နေတဲ့ဖက်နဲ့တရံကိုလေတန့်ရှင်းချင်တယ်ဆိုလို့ရှိရင်လေထိုင်ပြီးစုတောင်းနေလို့လည်းမရဘူးကိုတိုင်းလုံမှတန့်ရှင်းမှာကိုတိုင်းလောက်ကမှာအဲ့ဒီသဘောတရားကိုနားလည်ထားရမှာဖះကြီးပဲသွားအားကိုးနေလို့မရဘူးဟာဒုက္ခအိမ်ပြောင်းသွားပြီဆိုလို့ရှိရင်မင်းတို့ကတပုံစံနဲ့တလေတန်နဲ့ပဲနော်ဖြည်းဖြည်းလေးလှုပ်ရှားကြပါလှုပ်ရှားစရာတွေကုန်သွားတော့ညဘာသာရေးပဲရောက်သွားဗုဒ္ဓဘာသာကနေခရစ်ယာန်ကိုကူးပြောင်းသွားသောအနုပညာရှင်တယောက်အကောင်တယောက်အကြောင်းကိုပြောပါမယ်နော်သူကဘလောက်ထိရိုင်းဆိုင်ထားလဲဆိုတော့ရုပ်ထုစင်းနုတွေကိုးကွယ်တယ်တဲ့ကိုးလဲကိုးကွယ်ခဲ့တယ်ထိလဲထိတွေ့ခဲ့တယ်ဒါမဲ့ကြော်ကြေမွနေတော့ကျွန်တော်ရဲ့နှလုံးသားတစ်စုံနဲ့တဲ့သွားပြီးတော့တောင်းဆိုခဲ့တဲ့ချိန်မှာသူ့အတွက်ဘာမှလုပ်မပေးဘူးဆိုတော့နင့်နှလုံးသားပဒါနင့်နှလုံးကြေမွနေတာငါတက်နင်းပေးရအောင်မလားအဲ့ဒါနဲ့ငါဖះရှိမှတောင်းလာအောင်ဘာမှမရလို့နင်ကဘာသာကူးပြောင်းနေဆိုတော့နင်ငါကောဖះတရားတန်ကယရနာသုံးပါးနဲ့ဂုံကျေးဇူးကိုဘလောက်မြဲမြံစည်းကပ်ခဲ့လဲနှလုံးသားထဲမှာဘလောက်ဖះတည်ခဲ့သိဖို့တစ်ခုရှိတယ်ငါတို့ဗုဒ္ဓဘာသာကလေအချောင်နေအချောင်စားဘာသာမဟုတ်ဘူးအချောင်လိုက်လို့မရဘူးကိုယ်တိုင်မကြင့်ကြံကိုယ်တိုင်မကြိုးစားကိုယ်တိုင်မအားထုတ်ကိုယ်တိုင်မလုပ်ဖဲနဲ့ဘယ်အရာကိုမှအချောင်မရဘူးငါတို့ဘာသာကအချောင်နေအချောင်စားဘာသာပါလက်ကိုးကွယ်ပါလို့လည်းဘယ်သူမှမခေါ်ဘူးမင်းတို့ကိုပြန်လဲရှင်တန်ချင်းကိုလည်းမပေးဘူးအရွှေတုပ်တွေလည်းမပေးဘူးငွေတုပ်တွေလည်းမပေးဘူးကိုကြိုးစားမှကိုရမယ်လို့ပြောထားပြီးသားမင်းတို့လိုအချောင်နေအချောင်စားသမားတွေကဒီဘာသာမှာမရှိတဲ့အကောင်းဆုံးစုံပြူတွေမို့လို့ဘာဖြစ်လို့လဲဘယ်တော့ခါမှအောင်လာမဲ့မျိုးစီမမှန်ပင်မတန်နဲ့မင်းတို့တွေကမျိုးစီမမှန်တဲ့အတွက်ပင်မတန်တဲ့အတွက်ဗုဒ္ဓဘာသာမှာမရှိတဲ့သူတွေဗုဒ္ဓဘာသာသာသနာဆိုတာကလေအချောင်နေအချောင်စားဘာသာမဟုတ်ဘူးကိုယ်တိုင်ကျင့်ကြံရတဲ့ဘာသာတည်းအချောင်စားတွေအတွက်ငါတို့ဘာသာသာသနာမှာနေရာမရှိဘူးအဲ့ဒါကြောင့်လဲမင်းတို့လိုစုံပြူတွေအခြေမခိုင်လို့ရိုင်သွားတာတန်ဖိုးမရှိတဲ့မင်းတို့လိုအမှုပညာရှင်တွေကငါတို့ဘာသာတရက်ကိုစော်ကားပြီးတော့ကိုယ့်ဘက်ကိုဘာသာကူးပြောင်းခြင်းကူးပြောင်းပါကူးပြောင်းခွင့်လည်းရှိတယ်သူများဘာသာကိုကိုးကွယ်ခွင့်လည်းရှိတယ်ဒါပေမဲ့စော်ကားခွင့်တော့မပေးထားဘူးမင်းတို့ကိုကမင်းတို့ကဘာဖြစ်လဲတခြားဘာသာကိုကူးပြောင်းသွားတယ်ပြီးရင်ငါတို့ဗုဒ္ဓဘာသာကိုစော်ကားတယ်အဲ့တော့မင်းတို့ကိုစပြီးကိုငါတို့ဘာသာတရက်ကဘာပေးပါမယ်လို့မြှူဆွဲခဲ့ဘူးလို့လဲဟမ်မင်းကဘာတွေလိုချင်နေတာလဲမင်းနှလုံးသားပတ်တာကြေယုံမကလို့အက်ကွဲပြီးတော့သွေးစိမ့်ရှင်တန်ပြီးတော့သေမင်းဘက်မနှလုံးသားထဲမှာဖယားတရားတန်ကယရနာသုံးပါးနဲ့ဂုံကျေးဇူးကိုမသိသေးမင်းဒီဘယ်တော့မှဗုဒ္ဓဘာသာမဟုတ်ဘူးဗုဒ္ဓဘာသာဖြစ်ခဲ့ရင်တော့မင်းမိဘဗုဒ္ဓဘာသာဖြစ်လို့မင်းကဗုဒ္ဓဘာသာဖြစ်တာအနီခံတသက်
အချောင်နေအချောင်စားအချောင်လိုချင်တဲ့အကောင်တွေတော့ငါတို့ဘာသာမှာနေရာမရှိဘူးမင်းတို့အချောင်နေအချောင်စားတွေတော့တခြားဘာသာကိုမင်းတို့ကူးပြောင်းသွားတာကောင်းတယ်အဲ့တော့သူများဘာသာကိုကူးပြောင်းခြင်းအေးအေးဆေးဆေးကူးပြောင်းဗုဒ္ဓဘာသာနှစ်ရွက်ကိုစတွေးမစွတ်နဲ့မစော်ကားနဲ့နားလေတယ်နော်အေးကိုရုပ်ရှင်မင်းသားပဲအမှုပညာရှင်ပဲလူပါလာမွားနဲ့နော်အဲ့တော့ထမင်းစားကြည့်ပြီးကြီးတာလားချီးစားပြီးတော့ကြီးတာလားမင်းမိဘတွေရောမင်းကိုဘလို့မွေးခဲ့တာလဲဆိုတာကိုယ့်ကိုစဉ်းစားနော်ဗုဒ္ဓဘာသာတို့ဒီနှလုံးသားထဲမှာဖျားမတည်နိုင်တဲ့ဘယ်တော့မှဗုဒ္ဓဘာသာအစစ်မဖြစ်ဘူးငါဒီလည်းတစ်ချိန်ကဗုဒ္ဓဘာသာမဟုတ်ဘူး